ဒီပင်လေးတွေကိုတချို့ကအေဇိုလာနဲ့မှားကြတယ်ဗျဒီကောင်အေဇိုလာမဟုတ်ပါဘူးဒီကောင်ကဘဲစာရီမော်လို့ခေါ်ပါတယ်ဓာတ်ကွီပါဗျဒီဓာတ်ကွီတွေကသူ့အားသာခြင်းနဲ့သူရှိပါတယ်ဗျဒီကောင်တွေကကြောအေဇိုလာထက်ဆိုင်ရင်အကြမ်းများပြင်စိုက်ကတာလွယ်တယ်လို့ပြောလို့ရတယ်ဒီအေဇိုလာမစိုက်ဘူးတဲ့သူတွေကဒီဓာတ်ကွီကိုအရင်စိုက်မယ်ဒီမှာအေဇိုလာကိုစိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီဓာတ်ကွီကကျတော့သူကနေရာတကာမှာလိုက်ပေါက်တဲ့အနေအထားရှိတယ်ဗျသူကဒီအာဟာရပြေဝပြီအာဟာရပြေဝပြီဆိုတာဗျဒီ organic matter အသင့်အသင့်ရှိမယ်ဒီ nitrogen ကျွဲဝတဲ့ရေပေါ့ဗျအဲ့လိုရေမျိုးမှာသူကတဘာဝလျောက်လိုက်ပေါက်ကြတာများတယ်အဲ့ကြောင့်နေရာတိုင်းမှာဒီကောင်တွေ့ရတယ်အဲ့ကြောင့်တချို့တွေကဒီပင်ကိုအေဇိုလာနဲ့နည်းနည်းမှားကြတယ်ဒါပေမဲ့မှားကြတော့အကြောင်းမရှိဘူးဗျအေဇိုလာကကျတော့ဒီကြောက်ခက်ပင်လေးတွေဖြစ်ပြီးတော့ဒီဓာတ်ကွီကကျတော့ဒီလိုမျိုးဘဲဥပုံတန်ဘဲစာရေမော်လို့ခေါ်တယ်ဒီဘဲဥပုံတန်ရေမော်လေးတွေဖြစ်ပါတယ်ဗျသူကအေဇိုလာထက်သူ့မှာဘာအားသာချက်တွေရှိလဲဆိုတော့ဒီကောင်ကကျတော့ဒီ protein တက်အေဇိုလာပိုများတယ်ပြီးတော့သူကကျတော့ဒီသူ့ရဲ့ဘယ်လိုခေါ်မလဲသူ့ရဲ့ပမာဏကို2ဆရောက်ဖို့အတွက်သူက2ရက်ကနေ3ရက်လောက်ထိပဲကြာတယ်အကောင်းဆုံးရှင်နေထားမှာဆိုလို့ရှိရင်ဓာတ်ကွီကဒီ2ဆလောက်ပွားဖို့က2ရက်ကနေ3ရက်လောက်ပဲကြာတယ်အေဇိုလာကကျတော့9ရက်ကနေတစ်ပတ်လောက်ထိအချိန်ယူရတယ်2ဆပွားဖို့မွေးမြူရေးစာပြသုံးမယ်ဆိုလို့ရှိရင်တော်တော်လေးသုံးလို့ကောင်းတဲ့အနေအထားမှာရှိတယ်။ဘာလို့လဲဆိုတော့ဒီကောင်စားရတာရမ်းလွယ်တယ်။နေရာတိုင်းမှာလည်းတဘာဝလျောက်တောင်ပေါက်တာဖြစ်တဲ့အတွက်ကြောင့်ဒီသူ့ကိုမွေးမြူရေးစာပြသုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတယ်။အနာဂတ်မှာဒီပေါ်ပေါ်များများရနိုင်တဲ့စိုက်လို့လွယ်ကူတဲ့အပင်နဲ့အပင်စင်းထဲမှာဒီကောင်ပါတယ်။လိမ့်ဆန်တွေကသူကဒီ protein တက်လည်းပါတယ်။ပါတဲ့အခါဖြစ်တဲ့အခါကျတော့တဘာဝလျောက်ပေါက်တယ်ဆိုမှဗျာ။ဘုဘသက်ကိုစိုက်ပြီးတော့ဒီပေါ်ပေါ်များများထုတ်ပြီးတော့ဒီမွေးမြူရေးစာပြထုတ်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေမဲ့အပင်ဖြစ်ပါတယ်ဗျ။ကျေးဇူးပါ။